ဆမ်မီဝဲပြီးသွားတဲ့နေ့မှာကျောင်းသား9ယောက်တက္ကသိုလ်ဆောင်နောက်ဆုံးညဖြစ်နေကိုဆုံးဖြတ်လိုက်ကြတယ်။သူတို့ကတော့ကိုကျော်မင်းတန်အောင်မြတ်တီဟာနေစင်မင်းတို့ဖြစ်တယ်။အဆောင်ကနှစ်ပေါင်း90ကျော်တန်းရှိပြီးတော့အဆောင်သားများစွာပြန်သွားကြလို့တိတ်ဆိတ်နေ။ည9နာရီလောက်မှာမင်းတန်ပြောတယ်။ဒီဆောင်မှာတရေရှိရဆိုရင်ခန်းတော်အောင်အောက်သွားကြည့်အောင်။ခြားသူတွေကတော့အစာပိုင်းမှာမယုံကြဘူး။ဒါပေမဲ့လည်းစိတ်ဝင်စားလို့အားလုံးလိုက်ပါကြတယ်။တတိယတက်ကိုရောက်သွားတဲ့အခါလမ်းတစ်လျှောက်မီဒီယာမိတ်တုံဖြစ်နေအခန်း300ရောက်တော့တကားကပိတ်ထားရင်ပဲတော့မခတ်ထားဘူးကိုကျော်ကတကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တယ်ဆိုရဲအတန်းထွက်လာတယ်အခန်းထဲမှာဖုန်းတွေထူပြီးဂရင်ဟောင်းတစ်လုံးမရှိတယ်နိုင်ငံမှာတော့မကြည့်နဲ့လို့သွေးနဲ့ရေးထားတဲ့အနီရောင်စလုံးတွေကိုတွေ့ရတယ်သူတို့အားလုံးချက်သေးထားပါကြတယ်ဒါပေမဲ့မင်းတန်ကဒါရီကလူကြီးစလောက်ထားတာပါကွာလို့ပြောပြီးတော့အရင်နေတယ်အဲ့ဒီအချိန်မှာအခန်းတကားကရုတ်တရက်ပိတ်သွားတယ်အတန်းကြောင့်အားလုံးထပ်လာကြတယ်ဖုန်းတွေထုတ်ပြီးမီးထိုးကြည့်ရဲ့အခါအခန်းထောင်မှာမင်းကြီးတယောက်ထိုင်နေလို့မြင်လိုက်ရတယ်။ဒါပေမဲ့မီးထိုးလိုက်တဲ့အခါမှာဘာမှမရှိတော့။ပေါင်မြက်ကပြန်ရအောင်ပါကွာလို့ပြောတယ်။ဒါပေမဲ့တကားကဖွင့်လို့မရတော့ဘူး။သူတို့အားကုန်တုံးမိမယ်မရဘူး။အဲဒီအချိန်မှာဂရင်အောက်ကနေပြီးတော့ကူညီပါဆိုရင်မင်းကြီးတန်ထွက်လာ။အတန်တဖြည်းဖြည်းလေးပုံနီးလာ။စင်းနေဟာကြောက်လုံးလို့ငိုတော့ဘူး။ရုပ်တရက်အခန်းထဲကပုံစံကြောက်။တက်ရှူအမွေထွက်တဲ့ဒီအေးနိုင်ငံမောမှန်အောင်ချက်မှာအရင်ကမရှိရဲ့စာတွေပေါ်လာအဲ့ပေါ်လာတဲ့စာမင်းတို့နောက်ကျသွားပြီဆိုတဲ့စာပဲဖြစ်တယ်အဲ့နောက်မှန်ထဲမှာလူတယောက်ရဲ့မျက်နှာပေါ်လာမျက်လုံးမရှိဘူးပါးစပ်ကနှစ်ဖက်ကြည့်ပြင်းနေတယ်ဒါပေမဲ့သူတို့လှည့်ကြည့်လိုက်တော့အခန်းထဲမှာသူမှမရှိပြန်ဖုန်းထဲမှာပဲမြင်ရတယ်ရုပ်တရက်မိတွေကုန်ပြောက်သွားတယ်အမောင်လူကြီးရဲ့မှာခြေတံတွေကြားလာတယ်အတန်သူတို့စီကိုတဖြည်းဖြည်းနီးလာဖုန်းကြီးပြန်ဖွင့်လိုက်တဲ့အခါမှာတရားမရှိတော့သူဘယ်ရောက်သွားမှလည်းမသိဘူးအားလုံးအော်ခေါ်ကြတယ်ဒါပေမဲ့ပြန်ပြေးတဲ့အတန်မရှိဘူး10မိနစ်လောက်ကြာပြီးတော့မျက်နှာချက်ပေါ်ကနေတွေးစက်တွေကြာလာအပေါ်မီးထိုးကြည့်လိုက်တော့တရားရဲ့မျက်နှာကိုမြင်လိုက်ရတယ်သူကမျက်နှာချက်မှာကတ်နေရမျက်လုံးတွေပြူးနေပြီးတော့တေဆုံးနေအားလုံးအော်ရိတ်ထွက်ပြေးကြတယ်ဒါပေမဲ့အခန်းထဲကထွက်မရအောင်အခန်းပိုပြီးကျင်းလာတယ်လို့ခံစားရတယ်နိုင်ငံတွေကသူတို့စီကိုတဖြည်းဖြည်းနီးလာနေအဲ့ချိန်မှာအခန်းတော်မင်းကလေးကိုထပ်မြင်ရဒီတစ်ခါတော့သူမမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်မျက်နှာတစ်ခုလုံးသွေးရည်နဲ့ဖုံးနေလေပင်ကလည်းကျိုးနေသူမတဖြည်းဖြည်းထလာပြီးငါ့ကိုဘာလို့ပိတ်ထားခဲ့ရလဲလို့ပြောတယ်အတန်ကလူတယောက်ပြောတယ်လို့မဟုတ်ဘဲနဲ့အများကြီးထက်နေတဲ့အတန်မျိုးဖြစ်နေနောက်မှသိလိုက်ရတာလွန်ခဲ့တဲ့10နှစ်ကအဆောင်မနေတဲ့ကျောင်းသူတယောက်ကိုတငယ်ချင်းနဲ့စားနောက်ပြီးအခန်း300ခုကိုပိတ်ထားခဲ့ဒါပေမဲ့မီးလောင်မှုဖြစ်ပြီးအားလုံးထွက်ပြေးချိန်မှာသူမကိုမေ့သွားလိုက်တယ်သူမအခန်းထဲမှာမီးလောင်ပြီးတည်ဆုံးခဲ့တယ်အဲ့နေရာစားပြီးအခန်း300ခုမှာထူးဆန်းတာဖြစ်လာခဲ့တယ်ဒီမန်တရားကိုသိလိုက်ရတဲ့အချိန်မှာရန်အောင်နောက်ကျသွားပြီမင်းကလေးရဲ့ခန္ဓာကိုယ်ကမျက်စိရှိမှပျောက်သွားတယ်ဒါပေမဲ့သူမမျက်နှာကတော့တယောက်ချင်းစီနေရာမှာပေါ်လာတယ်တယောက်ပြီးတယောက်ပျောက်သွားကြတယ်နောက်ဆုံးမှာကိုကျော်တယောက်ပဲကျန်ခဲ့တယ်တကားရုပ်တရက်ပွင့်သွားတယ်သူအသက်လူတွေထွက်ပြေးလာနိုင်ခဲ့တယ်နောက်နေ့မနက်မှာလူတွေကသူ့ကိုအဆောင်ပြင်မှာမိလဲနေအောင်တွေ့ခဲ့ကြတယ်ဒါပေမဲ့သူဘာဖြစ်ခဲ့လဲဆိုတော့တခုမှမပြောတော့ရန်နေငယ်ကြပြီးနောက်အဆောင် CCTV မှတ်တမ်းတွေပြန်စစ်ကြည့်တဲ့အခါကြောက်စရာကောင်းတဲ့ຢာတစ်ခုတွေ့ရရတယ်အခန်း300ခုနဲ့ဝင်သွားတာ9ယောက်ဒါပေမဲ့ CCTV ထဲမှာဝင်သွားတာ6ယောက်ဖြစ်နေတယ်နောက်ဆုံးကလိုက်သွားတာအဖြူဝတ်စုံနဲ့ main ကလေးဘယ်သူမှမသိကြဘူးအဲ့ CCTV မှတ်တမ်းကိုကြည့်ပြီးနောက်လုံခြုံရေးဝန်ထမ်းလေးယူတွတ်သွားတယ်လို့ပြောတယ်ဒီနေ့ဒီအခန်း300ခုကိုပိတ်ထားဆဲဖြစ်ပြီးညဘက်ဒီမှာတော့ကူညီပါဆိုတဲ့အတန်ကိုကြားရသေးတယ်လို့ဆိုပါတယ်ဇလန်ကတော့ဒီလောက်ပါပဲအားလုံးပဲအချိန်ပေးပြီးကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်